ကြီးတွေပိတ်ထားတဲ့အမောင်ထဲမှာဘုရားကငါကိုချက်ကိုင်လို့တွန်းပို့ခဲ့တာရွေးချယ်စရာလည်းမရှိတဲ့အဆုံးသက်ခုမှဒီချင်မြောင်တဲ့ပေါလေးပဲမြင်ရောက်လာဂုံကျဲတွေသိခါတွေခနာဘေးဖေရင်တွေကအိမ်မက်တွေ့တော့မှငယ်ရဘူးလူတကာကလည်းညှို့ထိုးပြီးလုံးကြပါစေဦးငါရဲ့ရှင်တန်ခြင်းကိုဘယ်သူမှလာမခဲ့ဘူးငါဟာခွေတို့ပေါက်ကလူတယောက်ပေါ်အရှက်တရားကိုမျိုးချမိတူထွက်ခဲ့ရလောင်ပြောင်းနေလေလေမပြန်ခွင့်နေလေရှစ်စဖို့ထွက်တော့ရမငိုအားဘူးသွားရင်ဝင်ခွင့်မရှိတဲ့လောကတည်းစီကံမြတ်တမချတွေကြာကယုံထွက်တန်မျက်နှာငယ်ရတဲ့နေရတွေမြပြခဲ့ပေမဲ့နာရင်တဲ့ကောင်မိတော့ကတော့ငြိမ်သေးပါဘူးနာဟာခွေတော့ပေါက်ကလူတယောက်ပေါ်အရှာတရားကိုပြောချပြီးတော့ထွက်ခဲ့ရလောင်ပြောင်းတဲ့တွေလေးထဲမှာပြန်လွင်နေလေရှစ်ဆက်ဖို့ထွက်တော့ငါမငိုအားဘူးဒီနေ့ချရင်တော့တန်ခါမချီနော်ဝင်တွားနဲ့ငါပွင့်လက်ပြမယ်အခုလောလောဆယ်ဒီခက်ခဲကိုငါနဲ့